သူတို့10ယောက်ထဲက1ယောက်ပဲအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့သူ့ဘဝတစ်လျှောက်လုံးတငယ်ချင်းတွေဘာကြောင့်သိဆုံးခဲ့ရတယ်လဲဆိုတာကိုရှာဖွေရင်းနောင်တရနေခဲ့ပါတယ်ဒီနေ့မှာတော့လျှို့ဝှက်စမ်းကြဲပိုးလောင်းမြိုင်လူသိမှုအကြောင်းကိုပြောပြပေးသွားမှာပါအေးခဲနေတဲ့တောင်ထဲတစ်ခုမှာတညအတွင်းလူ9ယောက်ဟာကိုယ်တိုင်တဲကိုလိဖြတ်ပြီးအဝတ်စားနဲ့ဖက်နှက်တွေမပါဘဲတည်မင်းစီကိုသူတို့ကိုယ်တိုင်ပြေးသွားခဲ့ကြပါတယ်1959ခုနှစ်ရုရှားနိုင်ငံရဲ့အေးခဲလွန်းတဲ့ရွှေတောင်တန်းတွေအတွင်းမှာအတွေ့အကြုံရှိတဲ့ចောင်းသားတောင်တက်သမားအဖွဲ့တစ်ဖွဲ့ဟာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာသူတို့ရဲ့အလောင်းတွေကိုပြန်တွေ့ခဲ့ရပြီးမြဲအဲ့ဒီအနေအထားတွေကကဘာကြီးကိုတုံလုံးသွားစေခဲ့ပါတယ်အချို့ကအဝတ်စားမရှိအမျိုးသမီးတဦးရဲ့အလောင်းမှာရှာနဲ့မျက်လုံးပျောက်ဆုံးနေတာအချို့မှာအယိုးတွေကြီးမွားနေပေမဲ့ပြင်ပဒဏ်ရာတစ်ချက်မှမရှိဒီလိုအနေအထားတွေနဲ့ပြန်တွေ့ခဲ့ရတာပါဒီခီးစဉ်ကိုဦးဆောင်ခဲ့သူကတော့အတွေ့အကြုံရှိတဲ့ Igor Dialog ဖြစ်ပါတယ်အစပိုင်းမှာအဖွဲ့ဝင်10ယောက်ပါဝင်ခဲ့ပြီး Autoden Mountain ကိုတက်ဖို့ထွက်ခွာခဲ့ကြတာပါသူတို့ရိုက်ခဲ့တဲ့တပ်ပုံတွေကိုကြည့်ရင်ပျော်ရွှင်နေကြတာကိုမြင်တွေ့ရပါတယ်ဒါပေမဲ့ဒီခီးစဉ်ဟာအစကတည်းကမပြည့်စုံခဲ့ပါဘူးဒီအဖွဲ့ထဲမှာအသက်ရှင်ကျန်ရခဲ့တဲ့လူတစ်ယောက်ရှိပါတယ်။ဒါပေမဲ့သူဟာကံကောင်းလို့မဟုတ်ပဲနာကျင်မှုကြောင့်သာအသက်ရှင်ခဲ့ရတာပါ1959ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာအဖွဲ့ဝင်တအုပ်ဖြစ်တဲ့ယူတင်ဟာဒူးနဲ့ခါနာကျင်တဲ့ဝေဒနာပြင်းထန်လာလို့တောင်ပေါ်ကိုဆက်မတက်နိုင်တော့ပါဘူး။အဲ့ဒီနေ့မှာပဲသူဟာအဖွဲ့သားတွေကိုလမ်းမှာနှုတ်ဆက်ပြီးတယောက်တည်းပြန်လဲခဲ့ရပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကသူ့ကိုကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့သူ့စိတ်ကိုတော့တစ်သက်လုံးမလွတ်စေခဲ့ပါဘူး။အဖွဲ့နဲ့ခွဲခါကနီးမှာသူ့တငယ်ချင်းမလေးကိုဖက်လဲတကင်းနှုတ်ဆက်ခဲ့တဲ့တပ်ပုံတစ်ပုံကယနေ့အထိလူတွေကိုတုံလို့ဆိုခဲ့ပါတယ်1959ခုနှစ် February 1ရက်နေ့ညမှာသူတို့ဟာရာသီဥတုဆိုးဝါးမှုကြောင့်လမ်းကြောင်းလွဲပြီးခိုလက်ဆရက်လို့ခေါ်တဲ့တိမ်မင်းတောင်ပေါ်မှာတဲထိုးပြီးစခန်းချခဲ့ကြပါတယ်အဲ့ဒီညကသူတို့ရဲ့နောက်ဆုံးညဖြစ်လာမယ်ဆိုတာဘယ်သူမှမသိခဲ့ပါဘူးတတ်မှတ်ထားတဲ့ရက်မှာသူတို့ပြန်မရောက်လာတဲ့အတွက်ရှာဖွေရေးအဖွဲ့တွေကလိုက်သွားတဲ့အခါကြောက်စရာကောင်းတဲ့မြင်ကွင်းတွေတွေ့ခဲ့ရပါတယ်။ပထမဆုံးအလောင်းနှလောင်းကိုအတွင်းခံပဲဝတ်ထားတဲ့အနေအထားနဲ့တစ်ပင်အောင်မှတွေ့ခဲ့ရပါ။ကျန်တဲ့သူတွေကိုတော့တနေရာစီမှာတွေ့ရပြီးအချို့ကတဲကိုပြန်လာဖို့ကြိုးစားရင်းနဲ့တိတ်ဆုံးခဲ့တာပါ။အလောင်းတွေကိုစစ်ဆေးတဲ့အခါဗဟီရီတွေပိုများလာပါတယ်။ပြင်းထန်တဲ့ရင်ဘတ်နဲ့ဦးခေါင်းခွန်ဒဏ်ရာတွေရှိပေမဲ့ပြင်ပဒဏ်ရာမရှိတာ။အမျိုးသမီးအလောင်းတစ်ခုမှာရှာနဲ့မျက်လုံးပျောက်ဆုံးနေတာအချို့အလောင်းတွေမှာအဝတ်စားတွေကရေဒီယိုတက်တိကြွမှုတွေမြင့်မားနေတာတွေတွေ့ခဲ့ရပါတယ်။ဇာပနအခမ်းအနားမှာမိသားစုဝင်တွေရဲ့ပြောပြချက်အရတည်ဆုံးသူတွေရဲ့အသားရည်ဟာလိမ်မော်ရောင်ပြောင်းနေတယ်လို့ဆိုကြပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးယူဆချက်တွေအများကြီးရှိကြပါတယ်။စီးနှင်းတွေပြိုကျလို့ထွက်ပြေးတာလို့ဆိုကြပေမဲ့တဲရဲ့အနေအထားကနှင်းပြိုကျထားတဲ့ပုံပေါက်မနေပါဘူး။ဒေသခံတွေရဲ့ဒဏ္ဍာရီတွေကတောကောင်သို့မဟုတ်ဂျိုသားတွေတက်တာလို့လည်းယုံကြည်သူတွေရှိကြပါတယ်။အနီးနားမှာဆိုဖီရဲ့စစ်တပ်ကနှိမ့်ဝက်လက်နဲ့သို့မဟုတ်ဒုံးပြန်တွေစမ်းသက်ရာတွေကနေထွက်လာတဲ့အတန်လိုင်းကြောင့်သူတို့စိတ်ယူပေါက်ပြီးထွက်ပြေးခဲ့တာလား။လေတိုက်တဲ့အတန်ကလူတွေကြောက်လန့်စေတဲ့အနှိမ့်ဆုံးအတန်လိုင်းဖြစ်ပြောင်းလဲသွားပြီးသူတို့ကိုထိတ်လန့်တုန်လှုပ်စေခဲ့တာလား။စတဲ့ယူဆချက်တွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဘယ်ယူဆချက်မှအချက်လက်အလုံးကိုရှင်းပြနိုင်ခြင်းမရှိပါဘူး။2020ခုနှစ်မှာတော့ရုရှားအစိုးရဟာဒါဟာနှင်းပြိုကျမှုကြောင့်ဖြစ်တဲ့မတော်တဆမှုလို့တရားဝင်ပိတ်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ပညာရှင်များစွာကဒီအဖြေကိုလက်မခံခဲ့ကြပါဘူး။ယူတင်ကတော့အဖွဲ့ဝင်9ယောက်ရဲ့အဖြေကိုတစ်သက်လုံးရှာဖွေရင်း2013ခုနှစ်မှာ85နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးဆန္ဒအရသူ့ကိုတည်ဆုံးသွားတဲ့တငယ်ချင်း9ယောက်ရဲ့အုပ်ကူနာမပဲမြုပ်နှံပြီးခဲ့ကြပါတယ်။ Dialog ဖတ်တာကျောင်းသား9ယောက်ရဲ့နောက်ဆုံးခရီးအဖြစ်ယနေ့အထိအဖြစ်မရှိသေးတဲ့အမှောင်မိုက်ဆုံးဗဟီရီတစ်ခုဖြစ်ကျင်းနေစေပါ။